နေတိုင်းဘရင်ကြီးဟာသူ့အိယာဘေးကိုအသားကျက်တပန်းကန်ယူလာပြီးထူးဆန်းတဲ့အတန်တွေပြုလုပ်လေးရှိပါတယ်ဒီအတန်တွေကိုကြားတော့အစမ်းတကျတတဝါတကောင်ခန်းထဲကိုဝင်လာခဲ့ပါတယ်အမှန်တော့ဒီတတဝါဟာဘရင်ကြီးပြင်းပြင်းရှိတာနဲ့အပြင်းပြေမွေးမြူထားတဲ့အရွယ်အစားထက်ကြီးမားတဲ့တန်းကောင်ကြီးဖြစ်ပါတယ်ဘရင်ကြီးကအကောင်းဆုံးအစားအစာတွေကျွေးမွေးခဲ့ပေမဲ့တနေ့မှာတော့တန်းကောင်ကြီးဖျားနာသွားခဲ့ပါတယ်ဘရင်ကြီးကတိုင်းပြည်မှာအတော်ဆုံးသမားတော်တွေကိုခေါ်ယူခဲ့ပေမဲ့ဘာစီမှမကူတတ်နိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့ဒီတတဝါဟာဘရင်ကြီးရဲ့ပေါင်ပေါ်မှာတင်တည်ဆုံးသွားခဲ့ပါတယ်ဒီတည်ဆုံးမှုကြောင့်ဝမ်းနည်းခဲ့ရတဲ့ဘရင်ကြီးဟာဒီဝမ်းနည်းစရာဖြစ်ကိုသမီးတော်အတွက်ထိုက်တန်တဲ့ကျင်ရတော်ရှာဖွေရေးဆိုတဲ့အခြားပူပန်မှုတစ်ခုရဲ့ဖြည့်ရှင်းနည်းအဖြစ်ပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ပါတယ်ဘရင်ကြီးဟာဒီတတဝါရဲ့အရေးခွန်ကိုခွာယူလိုက်ပြီးဒါဘာအရေးခွန်လဲဆိုတာအမှန်တိုင်းခံမှန်းနိုင်သူဟာသမီးတော်နဲ့တင်ပြခွင့်ရရှိမယ်လို့ကြေညာပြီးပြိုင်ပွဲတစ်ခုကျင်းပခဲ့ပါတယ်ပထမဆုံးပြိုင်ပွဲဝင်ရောက်လာပြီးအရေးခွန်ကိုကန်ကြည့်ကဝက်ရည်ခွန်ဖြစ်တယ်လို့ပြောခဲ့ပါတယ်ဘရင်ကြီးကဒါဝက်ရည်ခွန်မဟုတ်နိုင်ဘူးဆိုပြီးချက်ချင်းညှင်းပယ်ခဲ့ပါတယ်ဒုတိယပြိုင်ပွဲဝင်ကတော့အသက်ကြီးပိုင်းအမျိုးသားတဦးဖြစ်ပြီးအရေးခွန်ကိုတေချာစစ်ဆေးခဲ့ပေမဲ့သူ့ရဲ့ခံမှန်းချက်လည်းလွဲမှားခဲ့ပါတယ်မင်းသမီးကတော့အဖိုးကြီးတယောက်နဲ့မထင်မြင်ချင်တာကြောင့်စိတ်အေးသွားခဲ့ရပါတယ်တတိယမြောက်ပြိုင်ပွဲဝင်ကတော့ယောဂကင်းစင်ပြီးချုံမောလှပတဲ့မင်းသားတစ်ပါးဖြစ်ပါတယ်မင်းသမီးဟာချက်ချင်းဆိုသလိုစိတ်လှုပ်ရှားသွားပြီးအဖေကိုအဖေဖြစ်သူစီကနေနှိုက်ထုတ်ဖို့ကြိုးစားခဲ့ပေမဲ့ဘရင်ကြီးကမပြောခဲ့ပါဘူးဒီမင်းသားလည်းအဖေမသွားခဲ့ပါတယ်ထိုစဉ်တွိုင်းဆန်ပြီးကြမ်းတမ်းတဲ့အသွင်ပြင်ရှိသူတယောက်ရှိထွက်လာခဲ့ပါတယ်လူအုပ်ကြီးကကြောက်လန့်ပြီးနောက်ဆုတ်သွားကြပေမဲ့ဘရင်ကြီးကတော့သူ့ကိုခံမှန်းခွင့်ပေးခဲ့ပါတယ်ဒီလူဟာအရေးခွန်ကိုအနံ့ခံကြည့်ပြီးတန်းကောင်ကြီးရဲ့အရေးခွန်ဖြစ်တယ်လို့အမှန်တိုင်းခံမှန်းနိုင်ခဲ့ပါတယ်ဘရင်ကြီးဟာပေးထားတဲ့ကတိအတိုင်းဝမ်းနေပူဆွပေးနေတဲ့သမီးတော်ကိုဒီလူချမ်းနဲ့အတင်းအဓမ္မထိန်းများပေးလိုက်ပြီးထွက်သွားစေခဲ့ပါတယ်ဒီလူဟာမင်းသမီးကိုတောင်ပေါ်ကညစ်ပတ်လာတဲ့ကူတစ်ခုစီခေါ်ဆောင်သွားခဲ့ပါတယ်သူကမင်းသမီးကိုအသားစိမ်းအကောင်လိုက်သမင်ချီတော့တစ်ချောင်းကျွေးခဲ့တာကြောင့်မင်းသမီးမှာအလွန်ကြောက်လန့်သွားခဲ့ပါတယ်ဒီနေရာမှာဘလို့မှတဆိုးရှိမှမဟုတ်ဘူးဆိုတာသိလိုက်ရတာကြောင့်တနေ့မှာတော့ဘေးချင်းကပ်ရှိုးဆောင်မှာဆေးဘက်ဝင်ပင်တွေရေးသိမ်းနေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့ပြီးအကူအညီတောင်းခံခဲ့ပါတယ်အမျိုးသမီးကနောက်တစ်နေ့မနက်မှာသူ့သားကိုလွှတ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်မိုးလင်းစမှာတော့လူချမ်းကြီးအာယုံလွှဲနေတော့မင်းသမီးဟာတိတ်တဆိတ်ထွက်လာခဲ့ပြီးထိုမျိုးသမီးရဲ့သားအကူညီနဲ့ကျိုးတရားကိုဖျက်ကူးခဲ့ပါတယ်ဒီတတဝါကြီးကမင်းသမီးကိုတွေ့သွားပြီးနောက်ကနေကျိုးတရားပေါ်တက်လိုက်လာခဲ့ပါတယ်သူနီးကပ်လာတဲ့အချိန်မှာအမျိုးသမီးရဲ့အကြီးဆုံးသားကကျိုးကိုဖျက်ချလိုက်တာကြောင့်လူချမ်းကြီးဟာ6ကဘာလေးပြုတ်ကျသွားခဲ့ပါတယ်ကဲတင်နိုင်ပြီးအထင်နဲ့မင်းသမီးကိုလှဲပေါ်တင်ပြီးထွက်ပြေးခဲ့ကြပါတယ်ခဏအကြာမှာတော့လှဲဟာရုတ်တရက်ရက်တန့်သွားခဲ့ပါတယ်ဒီလူချမ်းကြီးဟာပြုတ်ကြာရကနေအသက်ရှင်ကျန်ခဲ့ပြီးသူတို့ကိုခြုံခိုတိုက်ခိုက်ကအမျိုးသမီးရဲ့ခင်မိုးနဲ့အကြီးဆုံးသားကိုရဲရဲဆက်ဆက်တက်ဖြတ်ပြီးအခြားသူများကိုပါတိုက်ခိုက်ခဲ့ပါတယ်အငယ်ဆုံးသားကအရက်နဲ့မီးကိုတုံးပြီးပြန်လည်ခုခံခဲ့ပေမဲ့လူချမ်းကြီးကကောင်းလေးရဲ့နှာခေါင်းကိုရိုက်ကျိုးစေခဲ့ပြီးမိခင်ဖြစ်သူကိုပါတက်ဖြတ်လိုက်ပါတယ်မင်းသမီးဟာအရေးတွေတဲ့ထွက်ပြေးပုံအောက်ခဲ့ပေမဲ့လူချမ်းကြီးကအနံ့ခံပြီးလိုက်ရှာတွေ့သွားခဲ့ပါတယ်မင်းသမီးဟာနောက်တရားချင်အောင်ဆောင်ပြီးတရုတ်နာတက်အောင်တောင်းပန်လိုက်တာကြောင့်ဒီလူချမ်းကြီးတတိလက်လွတ်ဖြစ်သွားခဲ့ပါတယ်ဒီအခွင့်အရေးကိုအရယူပြီးမင်းသမီးဟာဝတ်ထားတဲ့ဓာတ်မြောင်ကိုထုတ်ကလူချမ်းကြီးရဲ့လက်ဝင်းကိုထိုးဆိုင်ပြီးတက်ဖြတ်လိုက်ပါတယ်ထိုလူချမ်းကြီးရဲ့ဖြတ်တောက်ထားတဲ့ခေါင်းကိုကိုင်ဆောင်ကအဖေဖြစ်သူရဲ့နန်းတော်စီပြန်လာခဲ့ပြီးသူမအသက်ရှင်ဖို့အတွက်ဘလို့ရင်ဆိုင်ခဲ့ရလဲဆိုတာတက်တည်ပြခဲ့ပါတယ်ဘရင်ကြီးဟာနောက်တကြီးစွာရရှိသွားပြီးတောင်းပန်ခဲ့ကသမီးတော်ကိုနန်းလက်အဖြစ်ပေးအပ်ခဲ့ပြီးမိမိကြိုက်နှစ်သက်ရာကျင်းရတော်ကိုလွတ်လပ်စွာရွေးချယ်ခွင့်ပေးလိုက်ပါတော့တယ်